တော်ရဲညံကြီးကိုစိတ်ဝင်စားစရာပုံစံတွေနဲ့အတူလေ့ကျင့်ကြည့်ရအောင်အခုပေးထားတဲ့ပုံစံမှာဆိုရင် A E G K M လာမယ့် alphabet ကဘာဖြစ်မလဲတို့တွေ9စက္ကန့်နဲ့စဉ်းစားကြည့်ရအောင် Okay အဖြေမှန်ဟာ Q ဖြစ်ပါတယ်ဒီအဖြေမှန် Q ဖြစ်တယ်ဆိုတာကိုတော်တဲ့လူတွေကတော့တိုင်းရသွားကြမှာပေါ့နော်တကယ်လို့ကိုယ့်ရဲ့တသမမီတွေကိုဘယ်လိုကြောက်ရတယ်ဆိုတာကိုတွေးခေါ်တာမြင်နိုင်မှုအတွက်ဆိုရင်ကျမတို့မိဘတွေနဲ့ဆယ်ဆမတွေကရှင်းပြလို့ရပါတယ်ကျမတို့ဒီပတ်တန်ကိုကိန်းခဏအနေနဲ့ပြောင်းကြည့်ရအောင်ဆိုရင်သူဟာ1 5ခွန်17 13ချိန်မြောက်ကိန်းကြီးဖြစ်ပါတယ်ဒါဆိုရင်1ကနေ9ဖြစ်ဖို့အတွက်4ပေါင်းနဲ့9ကနေ9ဖြစ်ဖို့အတွက်2ပေါင်းနဲ့နောက်တစ်ခါ9ကနေ17ဖြစ်ဖို့4ပေါင်းနဲ့17ကနေ73ဖြစ်ဖို့2ပေါင်းနဲ့ဒါဆိုသူ့ရဲ့ပတ်တန်က4 plus 4 plus 2 plus 4 plus 2ဖြစ်တဲ့အတွက်ကြောင့်အခုလာမယ့်ကိန်းဟာလည်း plus 4ပေါင်းလိုက်မယ်ဆိုရင်သူဟာ18ချိန်မြောက်ကိန်းဖြစ်ပါတယ်အဲ့တော့ကျမတို့ ABCD မှာရှိတဲ့အခင်အားတွေမှာဆိုရင်ဒီအခင်မှာဆိုလို့ရှိရင်ဂျူဟာ18ချိန်မြောက်ကိန်းဖြစ်ပါတယ်နောက်တစ်နည်းအားကြတော့ကျမတို့ခလေးကိုခြာရေးခိုင်းလို့ရပါတယ် A B C D E ပြီးတဲ့အခါမှာ F G ဒါဆိုရင်ကျမတို့ဂျားထဲမှာ3 1 3 1ဖြစ်တဲ့အတွက်ကြောင့်3လုံးချပြီးတော့ဖြစ်လာမယ်အဖြေဟာ Q ဖြစ်ပါတယ်ဒါဆိုရင်ဒီ notebook ကိုဖြည့်ကြည့်ရအောင်ဒီအဖြေရဲ့ question mark လေးချထားတဲ့အဖြေဟာဘာဖြစ်မလဲဆိုတာကို comment မှာရေးခဲ့ပါရှင်နောက်တစ်နေ့မှာအဖြေတိုက်ကြည့်ရတာပေါ့